တရုတ်စကားပြောခြင်းဖို့တငယ်ချင်းတွေရှိကုန်မလို့ပေါ့နော်ဒီ app တော့ဘောက်စ်တဲ့ app ရှိရင်အဆင်ပြေပြီတော့ဘောက်စ်တဲ့ app နော်သူကဘာသာမျိုးစုံပြောလို့ရတယ်ပြစီစီလေးရှိတယ်စီစီကအင်္ဂလိပ်စကားပဲပြောတာဒီတော့ဘောက် app ထဲမှာဝင်ကဒီမှာ word ခေါ်နေရတယ်နော်你好你好呀，你叫什么名字我叫豆包哦，你现在在干嘛呢我在和你聊天呀，教你中文呢。哦那么你继续教我吧好呀，刚才说到吃饭了吗？你跟着我说一遍吧。可以的吃饭了吗说得很棒，接下来学我吃饱了，你听听看。我吃饱了真不错。那么我们下次再聊吧好呀，等你下次想学的时候再来找我。好的好的拜拜啦拜拜啦，要记得多练习哦。可以的可以的好的တရုတ်စကားပြောတကယ်တချင်နေဆိုရင်ဒီတိုးပေါင်းနဲ့တိုက်ပြောချင်လို့ရတယ်သူနဲ့စကားပြောတာစဝစားဖို့အရန်ကောင်းတယ်ပြောဖို့လည်းအရန်ကောင်းတယ်တကယ်ပြင်းလဲမပြင်းဘူးသူကဘာသာမျိုးစုံလည်းပြောနိုင်တယ်နော်သူအင်္ဂလိပ်စကားလည်းပြောလို့ရတယ်တခြားဘာသာစကားလည်းပြောလို့ရတယ်